ကဲမာလာရှန်ကိုတပွဲစာပဲရှိပါတယ်နော်ဒါလေးကမြန်မာငွေ12000ကျပ်ပါရှင်ကြေးပုံစံလေးကကြတော့ဒီလိုလေးလာမယ်အရှိကကြတော့15လက်မှရှိမယ်ပေါ့နော်အိတ်ဆန်းရှင်းကျိုးပိုလေးကလည်းပါထားပါတယ်အိတ်ဆန်းရှင်းကျိုးပိုလေးက2လက်မှရှိပါမယ်ရှင်ဒါလေးယူမယ်ဆိုရင်မြန်မာငွေ12000ကျပ်ပါရှင်လူချင်းနေဆိုရင် screenshot လေးရိုက်ပြီးတော့ Viber နဲ့တစ်စင်မှာပေးပါရှင်နေကြမယ်ရောက်တဲ့မျိုးတိုင်းကိုအရောက်ငွေရှိစနစ်နဲ့ပို့ပေးပါတယ်ရှင်မြန်မာငွေ12000ပဲပေးရမယ်လူငယ်ဝိကျိုးမြင်လေးပါရှင်သူကကြတော့ပလဲလုံးလေးပါမယ်ပေါ့နော်လောကက်ကလေးလည်းတစ်ခါလေးပါပြီးသားပါရှင်လောကက်လေးထိတိုင်းမယ်ဆိုရင်အရှိ16လက်မှရှိပါတယ်ရှင် extension လေးက2လက်မှပါမှာမယ်ရှင်သူ့ရဲ့ဂျိတ်ပုံစံလေးကမြန်မာငွေ12000ပဲပေးရမယ်ဘလင်းကျိုးလေးနဲ့တခြားကလေးတွေပါရှင်ဒီဟာလေးယူမယ်ဆိုရင်မြန်မာငွေ12000ပဲပေးပါရှင်ဂျိတ်ပုံစံလေးကဒီလိုလေးလာမယ် extension ကျိုးပိုလေးကကြတော့1လက်မှကြော်လာမယ်ပေါ့နော်အရှိလေးကကြတော့15လက်မှရှိမယ်ရှင်ဒါလေးလိုချင်နေဆိုရင် screenshot လေးရိုက်ပြီးတော့ Viber နဲ့တစ်စင်မှာပေးပါရှင်နေကြပဲရောက်တဲ့မျိုးတိုင်းကိုအရောက်ငွေရှိစနစ်နဲ့ပို့ပေးပါတယ်ရှင်ဒါလေးဥသူယူပေးပါရှင် Viber မှာတော့မေးထားတာတွေတော့တွေ့ရပေါ့နော်ကျမတို့စာရေးပြန်ရှာဖို့အရန်ခက်လို့ပါအဲကြောင့်မလို့ post လေးပဲတင်လိုက်ပါတယ်ရှင်ဒါလေးမြန်မာငွေ12000ပဲပေးရပါမယ်ရှင် extension ကျိုးပိုလေးက2လက်မှပါပါမယ်ခြေကလေးကဒီလိုပုံစံလေးနဲ့လာမယ်ပေါ့နော်အရှိက14လက်မှရှိပါမယ်ရှင်အဲ့ဒါလေးကိုမှဒီကျိုးမြင်လေးပေါ့နော်လူငယ်ဝိကျိုးမြင်လေးပါဒါလေးကို12000ပဲပေးပါရှင်လူချင်းနေဆိုရင် Viber နေမှာပေးပါရှင်မြန်မာငွေ12000ပဲပေးရမယ်လူငယ်ဝိကျိုးမြင်လေးပါရှင်သူကကြတော့လေခယူပုံစံလေးတွေဂျင်းငါးပုံစံလေးတွေပေါ့နော်အဲ့လိုပုံစံလေးတွေနဲ့လာထားပါတယ်ရှင်အရှိလေးကကြတော့16လက်မှာပါရှင်တကယ်လူငယ်ဝိကျိုးမြင်လေးပါနော်ဒီလိုပုံစံလေးလာပါမယ်ရှင်ကိုကကျိုးမြင်လေးဝေးရတာသဘောကျတဲ့သူအတွက်ဆိုရင်အဆင်ပြေပါမယ်ရှင် extension လေးကကြတော့1လက်မှကြော်ပါပါမယ်ခြေကောင်းလေးကကြတော့ဒီလိုပုံစံလေးနဲ့လာထားပါမယ်ရှင်ဒါလေးယူမယ်ဆိုရင်12000ကျပ်ပါရှင်လူချင်းနေဆိုရင် screenshot လေးရိုက်ပြီးရော Viber နဲ့တစ်ဆင့်မှာပေးပါရှင်ထူးကြောင်ညာမနေတော့ဘူးရှင်ပုံနဲ့အတိုင်းပဲအရန်လာပါတယ်ရှင်ဒါလေးယူမယ်ဆိုရင်2300ကျပ်ပါရှင်လက်တိုင်းလေးကကြတော့ 1.6 cm လောက်ပဲရမှာမယ်မိန်းကလေးလက်တိုင်းသေးမှပဲရပါမယ်ရှင်ဒါလေးယူမယ်ဆိုရင်2300ကျပ်ပါရှင်နင်ဂျပန်ရောက်တဲ့မြို့တိုင်းကိုအရောက်ငွေချေစနစ်နဲ့ပို့ပေးပါရရှင်လူချင်းနေဆိုရင် screenshot လေးရိုက်ပြီးတော့ Viber နဲ့တစ်ဆင့်လာမှာပေးပါရှင်